အားလုံးပဲမင်္ဂလာပါခင်ဗျာရေရှင်းလေးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဇူလိုင်20ရက်နေ့ဒီနေ့မှာတော့အကြံဖတ်စစ်ခွေးတက်ကကောင်းတွေဟာရသပြည်သူတွေကိုရွေချက်ရှိရှိနဲ့ဘုံကျဲတက်ဖြတ်နေပါပြီဘာကြောင့်လဲဆိုတော့စစ်မနာပြင်9ခုထက်မနည်းအဖွင့်ခံလိုက်ရတဲ့မအားလားတကောင်ရှုံးမဲမေးတဲ့ကျင်းသာဖြစ်ပါတယ်ဒီကြောင်းနေနဲ့တစ်ဆက်တည်းမှာပဲရသပြည်သူတွေကိုနေ့စဉ်ဘုံကျဲတက်ဖြတ်နေတဲ့အကြံဖတ်စစ်ခွေးတက်ကိုကျွန်တော်တို့ပြည်သူလူထုတရက်လုံးနဲ့လက်တွဲပြီးတော့သူတို့နဲ့ထိစပ်နေတဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ပါပူးပေါင်းပြီးတော့အမြင့်ဖြတ်ချေမှုန်းသွားမှာဖြစ်တဲ့အကြောင်းကိုအရဟတတော်အေးကထုတ်ပြန်ပြောဆိုလိုက်ပါပြီပထမသူတို့ပြောဆိုချက်တဲမှာဆိုရင်နေ့စဉ်ဘုံကျဲတက်ဖြတ်ပြီးတော့ငញ្ញရေးစကားပြောလို့မရဘူးကြည်စံမဲရမယ်ဆိုတော့ဥခိုင်ဒုက္ခပြောခဲ့တဲ့စကားလည်းရှိတယ်ဒီချိန်တော့ဆိုရင်တော့မလာတကောင်ကောင်းမီလောင်ပြီးတော့ဖင်ကျင်းနေလောက်ပြီးထင်ပါတယ်ဗျာပြီးတော့အခြားသောနောက်တစ်ထူးခြားတဲ့အချက်တွေလည်းကျွန်တော်မိသားစုကဖော်ပြပေးခြင်းနဲ့ထူးခြားချက်ဆိုလို့ဗျာကျွန်တော်တို့ကချင်ပြည်နယ်ဝိုင်းပေါ်မှာဂျမ်ဖက်စစ်ခွေးတက်ရဲ့ခြေလင်းတက်ရင်ခလာရ58ကတက်ထောက်ဘိုးကြီးဆိုတဲ့ယာရှိတယောက်ကလက်နဲ့အရှိ18လက်နဲ့အခြားသောဆက်ဆက်ပစ္စည်းတွေပါအပါဝင်ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုမှလာရပူပေါင်းသွားတယ်ဆိုတဲ့တဲ့ကျွန်တော်ရဲ့မိသားစုနေကြားပြီးပြီလည်းဖြစ်မှာပါဆိုတော့ဒီကြောင်းကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းအရင်လည်းထူးကြပါတယ်ဒါကြောင့်ဖော်ပြချင်တာမလို့ကျွန်တော်ရဲ့ဗီဒီယိုကျွန်တော်နဲ့အတူအဆုံးထိရှိနေဖို့ကျွန်တော်မိသားစုတဦးချင်းတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပေးတယ်မန္တလေးမြို့မေလနာရွှေဆိုင်ကိုတနက်ဖောက်ပြီးတော့လူတစုကဓမြဝင်တိုက်သွားပါတယ်ရွှေတပိတ်တာကျော်ပါသွားတယ်လို့ကနဦးသတင်းတွေမှာကြားသိထားပါတယ်နေကင်းကြောင်တော်ကြီးအကျင့်ရဲစွာနဲ့တနက်ပါပြစ်ဖောက်ပြီးတော့ဓမြတိုက်သွားတယ်ဆိုတော့အရန်ကိုရဲတင်းလွန်းအောင်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဘလောက်တောင်ရဲတင်းနေလဲဆိုရင်ကျွန်တော်တို့အကြံဖက်စစ်ခွေတက်ထိန်းချုပ်ထားပါတယ်ဆိုတဲ့နေရာတွေမှာဓမြမှုတွေလူသက်မှုတွေလူရက်မှုတွေမကြာဖြစ်ပွားနေပြီးတော့ကျွန်တော်တို့ရက်တရာစီမံကိန်းအတွင်းထဲမှာပဲရွှေဆိုင်ဓမြတိုက်မှုတွေထပ်မံပြီးတော့ဖြစ်ပွားနေတာဖြစ်ပါတယ်ဒါဒီနှစ်ထဲမှာပဲကျွန်တော်တို့မန္တလေးမြို့ပေါ်မှာပဲเนาะကျွန်တော်ရဲ့မိသားစုဝင်တွေစက်တန်းရွှေဆိုင်အောင်ရွှေဆိုင်ချောင်းရွှေဆိုင်ရွှေစင်အကယ်ဒမီနဲ့နဂါနန်းတော်ရွှေဆိုင်တွေမှာရွှေပိတ်တာချီတဲ့ကျွန်တော်တို့ရွှေဆိုင်ဓမြမှုတွေဖြစ်ပွားခဲ့တာရှိတယ်အဲ့ဒီဓမြတိုက်သူတွေအုပ်စုအတွင်းထဲမှာကျန်းဖက်စစ်ခွေးတက်ဟာရဲခွေးတွေနဲ့ငပြူတွေပြီးတော့ပစပြည်သူစစ်တွေပါဝင်နေတာကိုကျွန်တော်တို့မှတ်တမ်းမှတ်ရာတွေမှာတွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်တနက်ပါဖောက်ပြီးတော့မှဓမြဝင်တိုက်တယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုတောကျုပ်အုံကြားထဲမှာမဟုတ်ဘူးနော်မန္တလေးမြို့လေရွှေဆိုင်ကိုတနက်ဖောက်ပြီးတော့ဝင်သွားတာစဉ်းစားကြည့်ပေါ့ဗျာလောက်တော့ရဲတင်းလဲရဲမှရဲပါပဲဟုတ်ပြီဒီနေ့ကျွန်တော်ရဲ့မိသားစုကိုကျွန်တော်ဖော်ပြပေးခြင်းနဲ့အဓိကအကြောင်းအရာကအကျန်းဖက်စစ်ခွေးတက်ယူခနေပြီဆိုတဲ့အကြောင်းပါပဲ။ဘာကြောင့်လဲဆိုတော့လက်ရှိစစ်မနာပြင်9ခုထပ်မနေကိုအရခတက်တော်အေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကဖွင့်လိုက်ပါတယ်။ဒီအချိန်တွေမှာပဲအကြမ်းဖက်စစ်ခွေးတက်ကအခုကျွန်တော်သတင်းပြောနေတဲ့အချိန်ထိလေရင်6စီးနဲ့ကျွန်တော်တို့ရခိုင်ပြည်သူတွေကိုရွေချက်ရှိနဲ့ဘုံကျဲတပ်ဖြတ်နေတယ်လို့ဆိုကြပါတယ်။အရခတက်တော်အေးနဲ့စစ်မနာပြင်9ခုထပ်မနေဖွင့်လိုက်တဲ့အချိန်မှာအကြမ်းဖက်စစ်ခွေးတက်ထိန်းကျွန်တော်အလကတ်တော်အေးထိန်းချုပ်ထားတဲ့နေမြေအတွင်းထဲကပြည်သူတွေကိုအကြောင်းမဲ့လာရောက်ပြီးတော့ဘုံကျဲတက်ဖြတ်နေတာဖြစ်ပါကြောင်းမှာဆိုတော့အခုဖြစ်စဉ်တွေမှာကျွန်တော်ရဲ့မိသားစုအလကတ်တော်အေးရဲ့တိုက်စစ်ကိုခံမှန်းလို့မရတဲ့အကြမ်းဖက်စစ်ခွေးတက်အားသူတို့ရဲ့အင်အားကိုဘယ်နေရာကိုပို့ပြီးတော့ဘလို့စစ်ကူလောက်ရမလဲဘလို့ခံစစ်ပြန်မှန်းကိုသူတို့လုံးဝကိုတွက်ချက်လို့မရဘူးလို့ကျွန်တော်တို့ခိုင်မာကြားသိထားရပါပြီအလကတ်တော်အေးရဲ့ပတ်တီမိုးရင်းကာလာမှာစီရတကြောပြန်စလာတဲ့ကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ဒါစီစွမ်းဆောင်ရည်တွေကိုကျွန်တော်မိသားစုတကယ်အားရပွဲမြင်တွေ့နေရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဇူလိုင်20ရက်နေ့ဒီနေ့နေ့လယ်2နာရီနဲ့15မိနစ်ကြောက်တော်မြောက်ဦးအရက်ကိုဂျက်လေရှင်6စီးနဲ့ဘုံကျဲခဲ့တယ်လို့ကျွန်တော်ဒေသခံပြည်သူတွေကသတင်းပေးပို့ထားတယ်ကြောက်တော်နဲ့ကျွန်တော်မြောက်ဦးကြားကိုအခုဘုံကျဲနေတယ်လို့လည်းဆိုတယ်လက်ရှိလည်းပဲပြစ်ခတ်နေစေဖြစ်တယ်လေ6စီးရှိတယ်လို့သိရပါတယ်ကျွန်တော်တို့
တောင်ကုန်းမြို့နယ်ခွဲကမအီမျိုးတန်တွဲမြို့ပဲကျွန်တော်တို့ဂျက်လီရှင်တွေနဲ့အကြောင်းမဲ့ဘုံကျဲတက်ဖြတ်တိုက်ခိုက်သွားတာတွေကြောင့်ဒေသခံပြည်သူတွေလည်းကျွန်တော်တို့သေဆုံးခဲ့ရတာရှိတယ်ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကလည်း10ဦးထက်မနည်းရှိတယ်လို့လည်းဆိုပါတယ်ကျွန်တော်မကြာသေးခင်ရက်ပိုင်းတွင်းကလည်းဂွားမြို့မှာဘုံကျဲမှုတွေရှိနေပြီးတော့ကြောက်ဖြူမြို့နယ်ကိုဆက်သွယ်ထားတဲ့ကားလမ်းပိုင်းမှာမကြံကြဖက်စစ်ကွက်တွေကဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ကြတယ်လို့ဆိုတယ်အခုကျွန်တော်တို့2026ကာလအတွင်းထဲမှာပဲလက်ကျန်မြို့တွေကိုယာနှုံးပြည့်တိုက်ခိုက်သိမ်းပိုက်ဖို့ဆောင်ရွက်နေတကယ်တော့အားရကတက်တော့အေဟာကျွန်တော်တို့သူနဲ့ထိစပ်နေတဲ့ AR မကွေးစတဲ့ဒေတာတွေမှာစစ်မျက်နှာပြင်9ခုထက်မနည်းပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီအခြေအနေမှာအကြမ်းဖက်စစ်ခွေးတက်ကသူတို့ရဲ့ခံမှန်းလို့မရတဲ့အာရကတက်တော့ AA ရဲ့စစ်မျက်နှာပြင်အောက်မှာစစ်တီလဲဘယ်ကိုပို့လို့ပို့ရမှန်းမသိဘယ်နေရာကိုအင်အားဖြန့်ခွဲရမှန်းမသိစစ်ကူလဲအစင်မပြေဖြစ်နေတာတော့ကျွန်တော်တို့ရသပြည်သူတွေကိုအကြောင်းမဲ့ဘုံကျက်တက်ဖြတ်နေခြင်းဖြစ်တယ်လို့သုံးသပ်သူတွေကဆိုပါတယ်ဆိုတော့လေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်နေတယ်ဒီအချိန်လေးမှာပဲကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်ရဲ့စစ်စကန်တွေကိုကျွန်တော်တို့အာရခတက်တော်အိမ်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကစတင်ပြီးတော့တိုက်ခိုက်လာခဲ့ကြတာဖြစ်ပါတယ်ဒါအပြင်စစ်တွေကြောက်ပြူမန်အောင်မြို့မှာပါကြန့်ရှိနေတဲ့အုပ်ချုပ်ရေးရန်တရားတွေကိုလည်းပဲအာရခတက်တော်အိမ်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေအကောင်းဆုံးကျွန်တော်တို့လှုပ်ဆောင်ပုံဖော်နေကြပါပြီပြီးတော့လက်ရှိအချိန်မှာလည်းပဲကျွန်တော်တို့အာရခတက်တော်အေကလက်ကျန်ပြစ်မှတ်တွေကိုရှင်းလင်းနိုင်ဖို့စ조사နေကြပြီလို့သိရှိထားရပါတယ်ဆိုတော့ရသပြည်သူတွေကိုနေ့စဉ်ဘုံကျက်တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ခွေးတက်ကိုကျွန်တော်တို့ပြည်သူလူထုတရက်လုံးနဲ့တာမကသူတို့နဲ့ထိစပ်နေတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်အားလုံးနဲ့ပူးပေါင်းပြီးတော့လက်တွဲတုံ့ပြန်သွားမယ်လို့အာရခတက်တော် AA ကထုတ်ပြန်ကြေညာလိုက်ပါတယ်။လေကြောင့်ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ကျွန်တော်ရသားပြည်သူတွေတည်ဆုံးတာနဲ့ပတ်သက်ပြီးတော့မနေ့ကညဒီဇူလိုင်19ရက်နေ့မှာသူတို့ရဲ့ထုတ်ပြန်ချက်မှာတွေ့ရတာပါ။ဆိုတော့တက်တော်အနေနဲ့ကတော့ကျွန်တော်တို့ရခိုင်မြို့နယ်တွေအားလုံးရဖို့အတွက်တိုက်ခိုက်သိမ်းပိုက်သွားမယ်။နယ်စပ်ပြည်နယ်တိုင်းတွေမှာလည်းပဲဆက်ပြီးတော့စကန်သိတိုက်ပွဲတွေရှိနေမယ်လို့သေချာပြောသွားတယ်။ခုလည်းပဲတိုက်ပွဲတွေနေ့တိုင်းဖြစ်နေတယ်ဒီချက်ပို့ပြီးတော့ပြင်းထန်လာဖို့ရှိတယ်လို့ကျွန်တော်တို့ကြားသိထားပါတယ်။ဒါဟာအာရကတက်တော့ A နဲ့ကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်တွေကပတ်တီးတော်မဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်ဖော်ပြပေးနေခြင်းဖြစ်ပါတယ်တကယ်ကိုအားရပွဲသတင်းကောင်းတွေဖြစ်ပါတယ်အကြမ်းဖက်စစ်ခွတ်တက်ကမနေ့က19ရက်နေ့အာဇာနည်နေ့မှာပဲရခိုင်မြို့နယ်တွင်းကနေရာ3ခုမြို့နယ်3မြို့နယ်ကိုလေရင်အုပ်စုလိုက်နဲ့ဘုံကျဲခဲ့ကြတယ်ရသပြည်သူ9ဦးသေဆုံးပြီးတော့တန်ဃာတော်3ပါးရသပြည်သူ26ဦးစုပေါင်း29ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတော့ပြည်သူ9ဦးသေဆုံးခဲ့ရတယ်ကျွန်တော်ရဲ့မိသားစုဝင်တို့အဲ့ဒီသေဆုံးထိခိုက်ဒဏ်ရာရရှိတဲ့အထဲမှာဆိုရင်အသက်16နှစ်အောက်ကလေးငယ်12ဦးပါဝင်တယ်လို့ဆိုပါတယ်ဇူလိုင်19ရက်နေ့မနက်ပိုင်းမှာအီမျိုးဘုံကျဲခဲ့တယ်ပြည်သူ9ဦးသေဆုံးတယ်22ဦးဒဏ်ရာရရှိခဲ့တယ်ဒါအပြင်ညနေပိုင်းမှာတန်တွဲမြို့ပေါ်ပုံနာကျွန်းမြို့နယ်တောင်ပေါက်ရေပေါက်ချောင်းဝစုံပြီးတော့တောင်ပေါက်ဖုံကြီးကျောင်းတွေကိုဘုံထက်ကျဲခဲ့တာကြောင့်တန်ဃာတော်2ပါးအမျိုးသမီး2ဦးအမျိုးသား3ဦးစုစုပေါင်း9ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုတယ်ဆိုတော့အခုလိုမျိုးကျွန်တော်တို့ရသပြည်သူတွေကိုရွေချက်ရှိဘုံကျဲနေတာတွေဟာရတရအတွင်းမှာငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေတွစ်ဆုံမှုတွေအပြောနဲ့အလုပ်လွဲနေတာဘာကြောင့်လဲဆိုတာမိကွန်းတွေထုတ်ရမယ်ဖြစ်တယ်လို့လည်းအာခတ်တော်အေကထုတ်ပြန်ချက်မှာတွေ့ရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူကိုနေ့စဉ်မတရားဘုံကျဲတပ်ဖြတ်နေတာအကြမ်းမဲ့ဖက်စစ်ခေါင်းဆောင်အနေနဲ့စစ်ရာဇဝတ်မှုကိုပြောင်းပြောင်းတင်းတင်းကျူးလွန်နေတာဖြစ်တယ်ဒါကြောင့်ငြိမ်းချမ်းရေးကိုဥတီတဲ့လုပ်ရမဟုတ်ပါဘူးစိတ်ကောင်းချိတ်ပြီးတော့ခွေးသားရောင်းနေတာဖြစ်တယ်လို့ပြက်ပြက်တာတာပွတ်ပွင့်လင်းလင်းပြောဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့ပြည်သူကိုနေ့စဉ်ဘုံကျဲတပ်ဖြတ်နေတဲ့ကျန်းဖက်စစ်ခွတ်တက်ကိုလည်းပဲမကြခင်မှာအကတ်တော်အိမ်နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဘလို့ကင်တွယ်မှုတ်ကျိတ်သွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ကြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အရင်စိတ်ဝင်စားနေပြီအဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ခွေးကလေးကိုကျိုးနဲ့ဆွဲကခေါ်သွားမလောက်တဲ့ကျွန်တော်တို့ကျန်းဖက်စစ်ခွတ်တဲ့အဲ့ချိန်ကျလက်နဲ့ချမယ်သူတို့တွေမသိပါအောင်သူတို့တွေမတက်ပါအောင်သူတို့ဘာမှမသိပါအောင်ထမ်းမရလောက်တာပါတော့ကြိုးကြောင်ကောင်းနေအများကြီးကိုကျွန်တော်တို့ပြရအောင်မှာဖြစ်ပါတယ်ဆိုတော့ညဉ့်ညံရေးကိုဘုံကျဲပြီးတော့ဖိတ်ခေါ်လို့မရအောင်ညဉ့်ညံရေးကိုဘုံကျဲပြီးတော့ဖိတ်ခေါ်တယ်ဆိုရင်ကြည်စံပဲရမယ်ဆိုတော့
ဦးခိုင်ဒုက္ခပြောခဲ့တဲ့စကားကိုလည်းကျွန်တော်မိသားစုမှတ်မိအောင်မယ်ထင်တယ်။ခိုင်နဲ့ပတ်သက်ပြီးတော့ထွေထူးထူးပြောစရာမရှိပါဘူး။ကျွန်တော်ကတော့တရားခိုင်လုံးအပြည့်ဟုတ်ပြီ။အခုတို့ထုတ်ပြန်ကြေညာချက်နဲ့လက်ရှိကျွန်တော်တို့မြေပြင်ခြေတွေနဲ့ကျွန်တော်တိုက်ဆိုင်စစ်ဆေးကြည့်လိုက်တဲ့အခါမှာအရကတက်တော့ AA ဟာကျွန်တော်တို့ရဲ့ကြံရှိနေတဲ့နေမြေတွေကိုအပြီးသက်တိုက်ခိုက်သိမ်းပိုက်ဖို့စတင်ပြီးတော့လှုပ်ဆောင်နေသလိုတို့ရဲ့ထိစပ်နေမြေတွေဖြစ်တဲ့ ARI မကွေးပဲခူးချင်းပြည်နယ်အဲ့ဒီစစ်မျက်နှာပြင်တွေကတပြိုင်နက်တည်းကျွန်တော်တို့စစ်မျက်နှာပြင်ဖွင့်လိုက်ပြီးတော့အဲ့ဒီမှာရှိတဲ့ဂျမ်ဖက်စစ်ခွေးတက်ခန်းတွေကိုတစ်ချိန်တည်းမှာပဲကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေကြတာဖြစ်ပါတယ်ဆိုတော့ရခိုင်စစ်မျက်နှာပြင်ရဲ့ ARI စစ်မျက်နှာပြင်မကွေးစစ်မျက်နှာပြင်ရဲ့ကျွန်တော်တို့ပဲခူးစစ်မျက်နှာပြင်ချင်းစစ်မျက်နှာပြင်ဒါတွေကိုကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်ကြီးကအချိန်နဲ့တပြိုင်နက်တည်းစစ်စင်ရေးတွေစတင်ပေါ်ဆောင်လိုက်တဲ့အချိန်မှာဂျမ်ဖက်စစ်ခွေးတက်ဟာဘယ်နေရာကိုစစ်ကူပေးရမှန်းမသိဘယ်နေရာကိုပြစ်ကူပေးရမှန်းမသိဘယ်နေရာဘာလုပ်ရမှန်းမသိတဲ့အတွက်ရခိုင်နဲ့ကျွန်တော်တို့ထိန်းချုပ်ထားတဲ့မြို့နယ်၃မြို့နယ်ကိုလေရင်အုပ်လိုက်တဲ့အကြောင်းမှကျွန်တော်ရသဖြစ်သူဘုံကျဲတစ်ဖြတ်သွားခြင်းတာဖြစ်ပါတယ်ခလုံးနိုင်ကြအကြောင်းကတော့လုံးဝမရှိတော့ရှင်းရှင်းပဲလေအခုတိုက်ပွဲဖြစ်နေတဲ့စစ်မျက်နှာပြင်နဲ့သူတို့တွေသွားဘုံကျဲတဲ့နေရာနဲ့ဘာမှမဆိုင်တာကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်တွေ့နေရတာဖြစ်ပါတယ်။ဘာအကြောင်းပြချက်မှသူတို့ပြောလို့မရတော့ကျွန်တော်မိသားစုဒါကလည်းနေ့စဉ်အရကတက်တော့ AA ကလည်းပဲထုတ်ပြန်ပြောဆိုခဲ့တာတွေရှိတယ်ဆိုတော့အခုကသူတို့တွေအထင်နာလို့ရသပြည်သူတွေကိုဥတီပြီးတော့ဘုံကျဲလှုပ်ဆောင်နေကြတယ်မိုးရင်းကာလမိုးသက်လေပြင်းတိုက်မှုတွေကြောင့်ကျွန်တော်တို့နိုင်ငံမှာဒေသခံပြည်သူတွေအခက်အခဲမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မုန်တိုင်းတွေတိုက်ရေတွေကြီးအိမ်တွေပါလမ်းတွေပြက်စသည်အားဖြင့်ထမင်းချက်ဖို့တော့မှအနိုင်စ조사နေရတဲ့အချိန်မှာသူတို့ကပါဘုံကျဲပြီးတော့လာရောက်ပြီးတော့တက်ဖြတ်သွားတယ်ဆိုတော့အရကတက်တော့ AAUL ရခိုင်နေတင်းနေဆိုလဲတင်းညင်ကြကျွန်တော်ရမသားဆုံးလေပြီးတော့ရင်တော့အဲ့မှာတွေ့အောင်ကျွန်တော်တို့စုလိုက်ပြုံးလိုက်အရှင်ဖန်စီခံရတဲ့အခြေအနေအများကြီးကျွန်တော်တို့မြင်တွေ့အောင်ဟုတ်ပြီဒါကတော့လက်ရှိခွေးချုံရှုံးနေတဲ့ဂျမ်ဖတ်စစ်ခွေးတက်ရဲ့နောက်ဆုံးလှုပ်လာတဲ့စစ်ရေးမဟာဗျူဟာကြီးပေါ့ဗျာရုရှားနဲ့စစ်ရေးအပြင်းထန်လေ့ကျင့်ပြီးတော့ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်တွေကို for show တွေထုတ်ပြနေတဲ့ကောင်မနေ့ကတော့ကျွန်တော်ပြောသေးတယ်အဲ့ဒီအထူးကွန်မန်ဒိုရဲဆိုတဲ့ကောင်နဲ့အဲ့ဒီအဖွဲ့တွေကိုရခိုင်ကိုပို့လိုက်ပါလားကျွန်တော်ပြောတယ်မနေ့ကလေးနေကျွန်တော်ရဲ့မိသားစုနေရခိုင်မှာအခုတိုင်ပတ်နေပြီဒီကောင်တွေပို့လိုက်ပါလားဘာလို့ရမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ခြင်းတယ်ကျွန်တော် challenge ခေါ်တယ်ဟုတ်ပြီဒီနေ့သတင်းကောင်းတစ်ခုပြောရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ခြင်းတယ်အဲ့ဒါကတော့လက်နက်အရှိ18လက်ကိုကင်ဆောင်ပြီးတော့တဲဆောင်လာပြီးတော့လာရောက်ပြီးတော့ပူပေါင်းသွားတယ်ဆိုတဲ့သတင်းဒီသတင်းနဲ့ပတ်သက်ပြီးတော့မနေ့ကညတည်းကကျွန်တော်ကြားတယ်ဗျာအခြားသောသတင်းတွေမှာလည်းဖော်ပြခဲ့ပြီးလို့ထင်တယ်ပြီးတော့အချို့သုံးသက်ဖော်ပြမှုတွေလည်းရှိခဲ့ပြီးဖြစ်မှာပါဒါပေမဲ့ဗျာကျွန်တော်တို့ခလာရ58တက်ထောက်ဘူကြီးသူဟာတနက်အတူအရှိအမျိုးစုံ18လက်နဲ့အတူတရင်ဌာနချုပ်ကနေပြီးတော့ထွက်ပြေးပျောက်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုမနေ့ကညနေပိုင်းမှာကျွန်တော်တွေ့လိုက်ရတာဗျာဆိုတော့ဒီသတင်းကိုတွေ့လိုက်တဲ့အချိန်မှာကျွန်တော်တော်တော်လေးစိတ်ဝင်စားသွားတယ်ထွက်ပြေးသွားတဲ့အရာရှိကတရင်ရဲ့လက်နက်ခဲယမ်းတိုက်ပြီးတော့ရိတ်ခါနဲ့စားသုံးစီတွေကိုအဓိကထိမ့်သိမ့်ဖြန့်ဖြူးရတယ်တရင်တက်ထောက်အရာရှိတူဖြစ်တယ်ဆိုတော့တက်ထောက်ဘူကြီးပေါ့ဗျာဆိုတော့အဲ့လိုမျိုးနေရာမျိုးအဲ့လိုမျိုးယာဒူးမျိုးကိုတရင်မှုတွေပြီးတော့အကြံဖက်စစ်ခွေးတက်ရာကျွန်တော်အရာရှိကြီးပိုင်းတွေယုံကြည်စိတ်ချရတဲ့သူတွေကိုသာပေးတဲ့နေရာပေးတဲ့ယာဒူးတာမန်အားဖြင့်ကအဲ့ဒီနေရာကိုတော့ကတ်လို့တော့မလွယ်ဘူးကျွန်တော်ရင်သားဆိုတော့သူတို့တွေယုံကြည်ပါတယ်သူတို့တွေစိတ်ချရပါတယ်ဆိုပြီးတော့ခန့်ထားတဲ့အဲ့ဒီတက်ထောက်ဘူကြီးဟာသူလက်ရှိထိမ့်သိမ်းထားတဲ့လက်နက်ခဲယမ်းတွေနဲ့ရိတ်ခါတွေရောပြီးတော့ခဲယမ်းတိုက်တွေရော73စီတွေရောစသည်အားဖြစ်ပြီဒါတွေအကုန်လုံးကိုတည်ထုတ်သွားတယ်ဆိုတယ်အခုအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အဲ့ဒီလက်နက်ကင်တော့ကင်အရာရှိကိုယ်တိုင်ဖတ်ပြေးသွားတဲ့အတွက်မြကြီးနားမြို့အခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
ကျွန်တော်တို့မပခမှာစုံစမ်းစစ်ဆေးရေးခုံရုံးတွေဖွဲ့ပြီးတော့အရေးပေါ်အစည်းအဝေးတွေလှုပ်ဆောင်ပြီးတော့စစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်ဒါပေမဲ့ပျောက်သွားပြီအရာရှိလည်းပျောက်သွားပြီလက်နက်တွေလည်းပျောက်သွားပြီဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့အချို့သုံးသက်သူတွေကဘာပြောလဲဆိုတော့ဝိုင်းမော်ကနေကချင်ပြည်နယ်ပြင်ပကိုထွက်ဖို့ကနှစ်ဖက်တက်ခင်းချင်းအခြေအနေတွေနဲ့ဖြစ်နိုင်ကြီးအလွန်နှဲပါတယ်လက်ရှိလန်ခီရဲ့အနေထားအရအဆိုပါအရာရှိဟာကချင်လွတ်မြောက်ရေးတပ်မတော် KIA ထံသွားရောက်ပူးပေါင်းပြီးတော့လွတ်မြောက်နေမျိုးကိုရောက်သွားဖို့တေချာတယ်လို့လည်းအချို့ကဒါသုံးသက်နေကြတာရှိပါတယ်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်ရဲ့မိသားစုဝင်လက်နက်အတူအရှိ18လက်နဲ့တရင်ဌာနချုပ်ကနေပြီးတော့ထွက်ပြေးဖို့ဆိုတာကမလွယ်ဘူးဗျမလွယ်ဘူးကားရှိဖို့လိုတယ်ဒီတနက်18လက်တဲလို့မရဘူးကားရှိဖို့လိုပြီးတော့ကျွန်တော်တို့ KIA ကိုအမှန်တကယ်ရောက်လာတယ်ဆိုရင် KIA နဲ့ကြိုတင်ပြီးတော့ကျွန်တော်တို့ချိတ်ဆက်ထားဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုအခြေအနေမျိုးတွေမှာပေါ့နော်ဆိုတော့ KIA နဲ့လည်းပဲငကိုတဲကလည်းဒါသူ့အနေနဲ့ပေါ့နော် KIA နဲ့ပူးပေါင်းဖို့အတွက်ကိုသူဒါစူးစမ်းနေခဲ့တယ်လို့တော့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဆိုတော့အနည်းဆုံးကျွန်တော်တို့အဲ့ဒီပေါ့နော်ဒါကချင်ပြည်နယ်ဝိုင်းမော်မြို့အခြေစိုက်ပေါ့နော်အဲ့ဒီနေရာနဲ့အနည်းဆုံးကကျွန်တော်တို့ KIA တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက်ကျွန်တော် KIA တပ်ဖွဲ့ဝင်တွေရဲ့ပေါ့နော်လက်ရှိဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သူတို့သတင်းထုတ်ပြန်ကြေညာချက်မတွေ့သေးဘူးပျောက်သွားတော့အမှန်ပဲလက်နက်ခဲယမ်းတွေပါသွားတယ်ဆိုတာလည်းကျွန်တော်တို့သတင်းတိကျရရှိပြီးသွားပြီအားလုံးရဲ့ခံမှန်းချက်ကတော့ KIA နဲ့ပူးပေါင်းသွားတယ်လို့ခံမှန်းထားကြတယ်ဆိုတော့ဒီဖြစ်စဉ်ကျွန်တော်ရန်စိတ်ဝင်စားတယ်ကျွန်တော်မိသားစုဝင်လည်းစိတ်ဝင်စားမယ်ထင်တယ်ဒီလိုမျိုးဖြစ်စဉ်ကရရှိကိုတိုင်လက်နက်18လက်ဆိုရယ်များပြားတဲ့ပမာဏနဲ့အတူကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေကျွန်တော် KIA တပ်ဖွဲ့ဝင်တွေစီကိုလာရောက်ပူးပေါင်းသွားတယ်ဆိုတာကတော့ကျွန်တော်တို့ကတော့မင်္ဂလာသတင်းကြီးပေါ့ဗျာဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်ကြမယ်အဲ့ဒီကျွန်တော်တို့ comment တဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ KIA နဲ့ပူးပေါင်းသွားတယ်ဆိုရင်တော့မကြခင်မှာကျွန်တော်တို့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ထပ်မံပြီးတော့ကြားဖို့ရှိတယ်ရရှိတဲ့အချိန်မှာကျွန်တော်မိသားစုကျွန်တော်ဖော်ပြပေးပါမယ်ဒီနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တည်းမလို့မျှော်လင့်နေနောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပိုကောင်းကျွန်တော်ကြိုးစားပေးပါမယ်ဒီနေ့ Pacific Capital နဲ့ကျောင်းနိုင်ငံတွဲမှာရှိတဲ့မိသားစုကိုတူးချင်းနဲ့ပြင်းကင်းရှင်းပါတယ်လင်းနဲ့စတောင်းရင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါဗျာ